တော့ဒီကနေ့အစီအစဉ်လေးမှာတော့ကိုကျော်မင်းရောကိုထွေးခင်ရောပါတနေရာထဲမှာတွေ့မြင်နေရပဲဖြစ်ပါရဲ့ဆရာတပည့်နှစ်ယောက်ပေါင်းပြီးနှွှဲလိုက်တဲ့ပွဲတိုင်းဟာမကောင်းသည်မရှိဆိုသည်အတိုင်းကြမ်းနေ DJ ကိုကျော်မင်းရောကိုထွေးခင်ရောကြမ်းနေ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 ကြာဖြစ်သူအနေနဲ့ရှေ့ဆောင်အကောက်ကိုပိုင်နိုင်စွာတာဝန်ယူထားပေတော့လေတပည့်ဖြစ်သူကိုထွေးခင်အနေနဲ့လေနောက်ခံအကောက်ကိုပိုင်နိုင်စွာကပြနေပြီ DJ